ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အသေးကွဲပေမကြီးလို့ပရိသတ်တွေကချစ်စနိုးနဲ့ခေါ်တဲ့တရုတ်ဆောင်အဆိုတော်ဝမ်းစုခန်းတဲ့အကြောင်းကိုလည်းပြောပြချင်ပါတယ်ရှင်အခုပြီးခဲ့တဲ့ရက်ကမန္တလေးမြို့မှာပြုလုပ်ခဲ့တဲ့ဝမ်းလေဒီရှိုးပွဲကိုတော့ပရိသတ်တွေကဝေဖန်နေကြတာပဲဖြစ်ပါတယ်ဝမ်းစုရဲ့မန္တလေးဒီစကွဲမှာလုပ်တဲ့ဝမ်းလေဒီရှိုးပွဲကိုတော့ SYN Entertainment ကစီစဉ်ထားတာပဲဖြစ်ပါတယ်အဲ့ဒီပွဲမှာတော့ဝမ်းစုနဲ့အတူအဆိုတော်ဟဲလေးစနဲ့အလင်းရောင်နဲ့ဆွဲပစ်တို့ကလည်းအားဖြစ်တည်ဆူသွားခဲ့ပါသေးတယ်ပွဲစီစဉ်သူတွေကတော့ကိုဗစ်ကာလတွေအလွန်မှတကူတော့ဖျော်ဖြေပွဲတွေထဲမှာပရိသတ်အားပေးမှုအမြင့်ဆုံးလို့လည်းပြောဆိုထားပါသေးတယ်။ဘိုဘန်နီပါဖောမမှာဝိုင်းစုကပရိသတ်တွေကြားကနေဝေါ်ရင်တစ်ခုနဲ့အစင်ပေါ်ကိုတက်ခဲ့ပြီးတော့မဲလောက်စရာတခြင်းကိုစတင်ဖျော်ဖြေခဲ့ပါတယ်။ပွဲကျင်းပရာဒီစကွဲတစ်ခုလုံးဝိုင်းအပြည့်လူအပြည့်အားပေးကြတာကိုလည်းတွေ့မြင်ရတာပဲဖြစ်ပါတယ်။ဝိုင်းစုရဲ့ဝမ်းလေဒီရှိုးကြီးရဲ့တီဘယ်တစ်ကက်အားလုံးဟာရှိုးမစမီ24နာရီအတွင်းမှာအကုန်ရောင်းချခဲ့ရပြီးတော့ရှိုးပွဲကိုတော့ဝိုင်းရင်အနေနဲ့သာဝင်ရောက်ကြည့်ရှုရတဲ့အထိအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဝိုင်းစုရဲ့ရှိုးကမန္တလေးမြို့မှာကျင်းပတဲ့တကူတော့ဖျော်ဖြေပွဲဖြစ်ပေမဲ့မန္တလေးမြို့ကအပြင်ရန်ကုန်နေပြည်တော်တောင်ကြီးပြည်ဦးလွင်ပသိမ်နဲ့တခြားသောမြို့တွေကပြည်သက်တွေလည်းလာရောက်အားပေးတယ်လို့ဆိုထားပါသေးတယ်။သူမရဲ့ဆန်းတဲ့အောင်မြင်မှုဟာယနေ့တိုင်လုံးဝကြမသွားတာကိုတွေ့မြင်ရတယ်ဆိုပြီးတော့ပွဲစီစဉ်သူတွေကကြွနေပါသေးတယ်။ဝိုင်းစုရဲ့ဝမ်းလေဒီရှိုးကတော့အတော်လေးအောင်မြင်ခဲ့ပေမဲ့လည်းလူမှုကွန်ရက်မှာတော့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။အခုလက်ရှိတိုင်းပြည်ကမအေးချမ်းကုန်စည်နှုန်းတွေကမိုးအထိတက်နေတာတောင်မှကိုယ်နဲ့မဆိုင်သလိုဝမ်းလေဒီရှိုးတောင်လုပ်တယ်။ဘလဦးနောက်နဲ့လည်းမစင်စားဘူးနဲ့တူတယ်။သူတို့ကပြည်သူတွေထက်မွဲတွေနဲ့တူတယ်။လုံလိုက်ရတဲ့ပွဲတွေဆိုပြီးတော့ပြည်သက်တချို့ကတော့လူမှုကွန်ရက်ပေါ်ကနေဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဝိုင်းစုကအိမ်တော်ရေးကိစ္စတွေကြောင့်လူအများရဲ့ဝေဖန်ထိုးနှက်ခြင်းကိုခံရသူတူပဲဖြစ်ပါတယ်။အခုလိုနိုင်ငံရေးအခြေတွေနဲ့အဖက်ဖက်ကကြာတဲနေတဲ့အချိန်အခုလိုမျိုးလောက်တာကတော့အားပေးတဲ့ပရိသတ်တွေကိုမျက်နှာပြောင်းလိုက်တာလို့ပဲဖန်တချို့ကရှုမြင်နေကြပါသေးတယ်။အဆိုတော်ဝိုင်းစုခိုင်သိန်းကတီဆိုသမျှတချင်းတိုင်းအသေးကွဲတချင်းတွေများပြီးတော့အဲ့ဒီအသေးကွဲတချင်းတွေကြောင့်ပဲပရိသတ်တွေရဲ့အသေးနှလုံးကိုသိမ့်ပိုက်ထားသူပဲဖြစ်ပါတယ်။အခုလည်းအသေးကွဲပေမကြီးဝိုင်းစုကပရိသတ်တွေရဲ့အချစ်တွေအများကြီးကိုလည်းရရှိခဲ့သူတူပဲဖြစ်ပါတယ်။ပြီးတော့ပရိသတ်တွေရဲ့ဝေဖန်မှုအများဆုံးခံရတဲ့အမှုပညာရှင်တူဆိုရင်လည်းမမှားပါဘူးနော်။ကုန်စည်နှုန်းတွေတက်ပြီးတော့အောက်ခြေမှာရှိနေတဲ့အခြေခံလူတန်းစားတွေကထမင်းနှက်မှန်အောင်မနေရုပ်ကန်နေရချိန်မှာတော့ကိုရမ်းချရတဲ့အဆိုတော်တယောက်ကသူများတွေနဲ့ရောပြီးတော့အခုလိုလောက်တာတော့ဝမ်းနေဖို့ကောင်းတယ်။အခြားအဆိုတော်တွေလည်းတချင်းပြန်ဆိုကြတာပဲဝိုင်းစုလဲဆိုလို့ရတယ်။အခုချိန်ကတည်တံ့ရှိုးကြီးလုပ်ရမယ့်အချိန်မဟုတ်ဘူးလို့လေလူမှုကွန်ရက်ပေါ်မှာဝိုင်းစုကိုဝေဖန်ထားကြတာပဲဖြစ်ပါတယ်။သူရဲ့ဝမ်းလေဒီရှိုးကြီးကလည်းဘာမှလောက်တာကြီးတနာဖို့တောင်းကောင်းတယ်။သူ့ရဲ့တချင်းတော့ကြိုက်တယ်။မိုင်းဆက်ကိုမကြိုက်ဘူး။ခိကပြတ်နေပါတယ်ဆိုမှဒီပွဲကိုသူကကလီယိုပက်ထရာဘေးမကြီးပုံစံဖန်ပြီးတော့ဝင်လာသေးတယ်။သူ့စားရှက်လိုက်တာကြည့်ရတာကြောင်တောင်တောင်နဲ့အဲ့လိုမျိုးကကဘာကျော်တေးသန့်ရှင်တွေပြိတ္တသိန်းတောင်းရှိတဲ့ပွဲမျိုးသားလုပ်ရတဲ့အစီအစဉ်မျိုးကိုအခုဘာမှဆိုတာကိုလှုပ်လာတာဘာလို့ကလပ်တွေမှာဖြောပြတာဘယ်နိုင်ငံရဲ့အမှုပညာရှင်တွေမှမလုပ်ကြဘူးမြန်မာပြည်ဟာတွေပဲခိပြက်မှာငှက်တင်မှာကြောက်ပြီးတော့ကိုယ်တိတ်ခါကိုချနေတဲ့ဟာတွေသူတချင်းလိုပဲမလောက်စရာတကွဲမှမရှိဘူးစသဖြင့်ပြင်းပြင်းထန်ထန်ပြောဆိုဝေဖန်ထားကြတာပဲဖြစ်ပါတယ်အဆိုတော်ဝမ်းစုခိုင်သိန်းကတော့သူမရဲ့အမှုပညာတက်တန်းစနေပြည့်အချိန်မှအဖြစ်ပထမဆုံးဝမ်းလေဒီရှိုးပွဲကိုလွန်ခဲ့တဲ့9နှစ်2015ခုနှစ်မလ21ရက်နေ့တုန်းကတော့ရန်ကုန်မှာရှိတဲ့မြန်မာ event ဘက်မှာပြုလုပ်ခဲ့ပါသေးတယ်။အဲ့ဒီတုန်းကလည်းအောင်မြင်တဲ့ပွဲတစ်ခုပဲဖြစ်ခဲ့ပါတယ်။အဲ့ဒီတုန်းကတိုင်းပြည်အခြေအနေနဲ့အခုတိုင်းပြည်အခြေအနေတွေကမတူတာကြောင့်နိုင်ငံကျော်အဆိုတော်တယောက်အနေနဲ့မလုတ်တင်မလုတ်ထက်တာမျိုးဆိုရင်တော့မလုတ်ရဘူးလို့ဝိုင်းစုရဲ့အမာခံပရိသတ်တွေကပြောထားပါသေးတယ်။ဝမ်းလေဒီရှိုးနဲ့ပတ်သက်ပြီးတော့ဝိုင်းစုကိုဝေဖန်ကြတဲ့ပရိသတ်တွေရှိသလိုချစ်ကြတဲ့ပရိသတ်တွေလည်းရှိပါတယ်။ဝေဖန်မှုကတော့ရှိမှာပဲ။ကောင်းသောဝေဖန်ခြင်းအလုံးကိုဝိုင်းစုလက်ခံနဲ့ဝေဖန်လို့ရတဲ့အားပေးတဲ့သူကလည်းအားပေးမှာပဲ။တချို့တွေကြတော့ဝေဖန်နေဆိုတာတဲ့သူတို့ကရှုတ်ချတာရှိတယ်။ရှုတ်ချတာကလည်းအကြောင်းမဲ့တဲ့ရှုတ်ချတာရှိတယ်။ဒါကလူတိုင်းမှာကြုံကြမှာပါ။ဝိုင်းစုတွေမဟုတ်ဘူး။အမှုပညာနယ်ပယ်မှာတခြားနယ်ပယ်တွေမှာလည်းရှိရလို့ပြောထားတာပဲဖြစ်ပါတယ်ရှင်။